မြေအောက်မြို့တော်များစွာရှိတဲ့တူရကီနိုင်ငံဟန်ထင်ရှားပြီးအဲ့ဒီမြေအောက်မြို့တော်တွေထဲကမှဒိုင်ယန်ခူယူလို့ခေါ်တဲ့မြေအောက်မြို့တော်ကတခြားမြေအောက်မြို့တော်တွေနဲ့မတူဘဲနဲ့ရှိုးဝဲစမ်းကြဲတဲ့အတွက်ကြောင့်နှစ်စဉ်ကမ္ဘာလှည့်ခီးသည်တွေလာရောက်လက်ပတ်ရာနေရာအဖြစ်လက်ထင်ရှားပါတယ်ဒိုင်ယန်ခူယူဆိုတဲ့ဒိဗယ်ကနက်ရှိုင်းနဲ့ရေတင်းလို့ဒိဗယ်ရပြီးတော့တူရကီနိုင်ငံအလဲပိုင်းနက်ဖ်ဆဟာပြည်နယ်ကခဖတ်ဒိုစီယာဒေသမှာတည်ရှိပါတယ်မြေအောက်နဲ့85မီတာ280ပေကျော်အထိအနက်မှာတည်ရှိပြီးအထက်ပေါင်း18ထက်ရှိတယ်လို့ခန့်မှန်းထားကြပါတယ်ဒီခုခါမှာတော့10ထက်ထိပဲဧည့်သည်တွေလာရောက်လဲပတ်နိုင်အောင်ပြုလုပ်ထားပါတယ်ဒီမြေအောက်မြို့တော်ကို BC 900ရာစုကနေ800ရာစုအတွင်း Phrygian လူမျိုးတွေကစတင်တည်ဆောက်ခဲ့ကြတယ်လို့ခန့်မှန်းထားကြပါတယ်ကျူးကျော်စစ်တပ်တွေတဲ့ရန်ကနေဂလုကင်းဖို့နဲ့ဘာသာရေးညှဉ်းပန်းနှိပ်စက်မှုတွေကိုရှောင်ရှားဖို့အတွက်ခိုအောင်ရန်နေရာအဖြစ်လဲတည်ဆောက်ခဲ့ရခြင်းပဲဖြစ်ပါတယ်အာရပ်ဘိုင်ဇန်တိုင်းစစ်ပွဲအတွင်းမှာလည်းခိုအောင်ရန်နေရာအဖြစ်ဆက်လက်တိုးချဲ့တည်ဆောက်ခဲ့ကြပါတယ်1923ခုနှစ်အထိဒေသခံတွေဆက်လက်အသုံးပြုခဲ့တယ်လို့လည်းယူဆကြပါတယ်1963ခုနှစ်မှာတော့ကပတ်ဒိုရှီယာဒေသခံတအုပ်ကသူ့အိမ်ကိုပြန်လည်ပြုပြင်ရင်အိန္ဒိယန်တွေရဲ့နောက်ကနေချိုးဝက်အခန်းတစ်ခုကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကနေတဆင့်မြေအောက်မြို့တော်ကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ရခြင်းပဲဖြစ်ပါတယ်။1969ခုနှစ်မှာလာရောက်လက်ပတ်သူတွေများတဲ့အတွက်ကြောင့်မြေအောက်မြို့တော်ရဲ့ထက်ဝက်ခန့်ကိုခရီးသွားတွေအတွက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ဒိုင်ရင်ခူရူဟာရိုးရိုးမြေအောက်လိုင်ကောင်းတွေထက်စနစ်ကျတဲ့လုံခြုံရေးနဲ့လူမှုရေးစနစ်တွေပါဝင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။လူကြီး2000ခန့်ထိနေထိုင်နိုင်ပြီးတော့မိသားစုတွေကျွဲနာတရိတ်ဆန်တွေကိုပါခိုအောင်နိုင်တဲ့နေရာဖြစ်ပါတယ်။အိတ်ခန့်ထမင်းချက်ခန့်ဧကန်နဲ့ဖျားเจ้าတွေပါဝင်ပြီးတော့စားစရာတွေစီနဲ့ဝိုင်တွေတိုးလောင်ထားတဲ့နေရာတွေလည်းပါဝင်ပါတယ်။မြေအောက်နဲ့မှနေရတဲ့အတွက်ကြောင့်လေဝင်လေထွက်ကောင်းအောင်လိုက်ကောင်းပေါင်း90ကျော်လောက်တိစောက်ထားပါတယ်။မြေအောက်ရေတွင်းကြီးတစ်ခုကိုလည်းတူးပေါ်ထားပြီးတော့ရေသွင်းလို့ရအောင်ပြင်ပကနေပိတ်ဆို့ထားနိုင်တဲ့စနစ်လည်းပါရှိပါတယ်။ဒါကြောင့်ရန်သူတွေကအပေါ်ကနေရေထက်မပိတ်ဆို့နိုင်ဘူးလို့သိရပါတယ်။ဒီမျိုးရဲ့အံ့ဩစရာအကောင်းဆုံးအချက်ကတော့ခင်မိတဲ့လုံခြုံရေးစနစ်ပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မြို့ဝင်ပေါက်တစ်ခုစီမှာအေးရမကြောက်တုံးဝိုင်းတွေနဲ့ပိတ်ဆို့နိုင်အောင်ပြုလုပ်ထားပြီးဒီကြောက်တုံးတွေကလူတစ်ယောက်သာလှိပ်ပိတ်လို့ရအောင်ဒီဇိုင်းဆင်ထားတဲ့အတွက်ကြောင့်ကျူးကျော်သူတွေအတွင်းကိုဝင်ရောက်လာနိုင်ခြင်းမရှိပါဘူး။ပြီးတော့အခန်းတိုင်းမှာရှို့ဝက်တဲ့တကားတွေလူတစ်ယောက်စာသာဝင်နိုင်တဲ့လမ်းကြောင်းတွေနဲ့ဆက်သွယ်ထားပြီးရန်သူတွေလမ်းမအောင်လှည့်စားထားနိုင်ပါတယ်။ဒါကြောင့်ဒါရင်ခူရူဟာကပတ်ဒိုရှီယာဒေသကမြေအောက်မြို့ပေါင်းများစွာရှိတဲ့အထက်ကအကြီးဆုံးနဲ့ရှိုးဝက်စမ်းကြယ်ဆုံးနေရာဖြစ်ပြီးတော့ဒီနေရာကလည်းရှစ်ခေတ်လူသားတွေရဲ့ဉာဏ်ရည်ရည်သွင်းနဲ့အင်ဂျင်နီယာလက်ရာတွေဤပညာတွေကယနေ့တက်ထိထူးခြားစမ်းကြယ်နေတော့ပါပဲယနေ့အချိန်မှာတော့ဒိုင်ယန်ခူယူဟာတူရီကနိုင်ငံရဲ့အထင်ကြီးခီးသွွားဆက်ဆံမှုနေရာတစ်ခုဖြစ်ပြီးနှစ်စဉ်ခီးသည်ပေါင်းများစွာလာရောက်လဲပတ်တဲ့နေရာလည်းဖြစ်ပါတယ်လာရောက်လဲပတ်ရတာစိတ်ဝင်စားစရာကောင်းပေမဲ့လည်းကျင်းမြောင်းတဲ့နေရာတွေမီးမလင်းတဲ့နေရာတွေရှိလို့တတိထားရှောင်ရှားဖို့လည်းအသိပေးထားပါတယ်ဒါကြောင့်ဒိုင်ယန်ခူယူမြေအောက်မြို့တော်ကရှစ်ခေတ်လူသားတွေရဲ့အံ့ဖွယ်လက်ရာတစ်ခုဖြစ်ပြီးသမိုင်းဝင်ပြည်သူကလက်ရာတွေကြောင့်ကဘာကျော်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်နေပါတော့တယ်